ဒီနေ့တော့ AI လောကရဲ့ထိတ်တန့်ကစားသမားကြီးနှစ်ယောက် Google က Gemini နဲ့ XAI က Grok တို့ကိုတိတိဆိုင်ဆိုင်ရှင်ပြိုင်သုံးသပ်ကြည့်ကြရအောင်ဒီအစီအစဉ်အပြီးမှာဆိုရင်လေ2026အစောပိုင်းမှာ AI လောကရဲ့အခင်းချင်းကဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကိုပုံဖော်ကြည့်လို့ရတော့မှသိချပါတယ်ကဲဒါဆိုရင်ဒီသုံးသက်ချက်ကနေအထည်ရှာပေးမဲ့အဓိကမေကုန်းကိုပဲတန်းပြီးဝင်လိုက်ကြရအောင်ဆိုတော့လေဒီ AI နှစ်ခုရဲ့ကွာခြားချက်ကိုတကယ်နားလည်နိုင်ဖို့ဆိုရင်သူတို့ကိုပိုင်တွဲဖက်လျက်မှုတွေအဖြစ်နဲ့မြေရောင်ကြည့်လိုက်ကြအောင်ဒီအောင်ချင်းစီမှာသူဟန်နဲ့သူအလုံးပြီးမြောက်အောင်လုပ်တဲ့ကိုပိုင်နီလန်းနေရှိကြတယ်ပေါ့ဗျာတစ်ဖက်မှာတော့တက်ရဲ့ကျွမ်းကျင်တဲ့ professional Gemini ရှိတယ်သူကပဲလိုလူမျိုးလဲဆိုတော့လုံခြုံမှုနဲ့တိကျမှုကိုအဓိကထားရဲ့အတွေ့အကြုံရဲ့လေယာဉ်မှုတယောက်လိုပဲအမားရေးမရှိစေရဘူးနောက်တစ်ဖက်မှာကျတော့စီးမမိတဲ့ပုံကန်သူ Grok သူကတော့ရလက်ကောင်းကြီးရဖို့ဆိုစီးပေါင်ဒီကိုတောင်ကြော်ရဲတဲ့ထိတ်တန်းလေယာဉ်မှုတယောက်လိုပဲနည်းနည်းတော့ရဲတင်းတယ်ပေါ့ဟုတ်ပြီဒါဆိုရင်သူတို့ညောက်ကိုတိုက်ရိုက်ရှင်ပြီးရှမ်းသက်ကြည့်ကြအောင်အရင်ဆုံးသူတို့ရဲ့စွမ်းဆောင်ရည်နဲ့အမြန်လုံးကနေစလိုက်ကြပါဒီနေရာမှာကျွန်တော်တို့ရဲ့တွဲဖက်လီယင်မူးနေအောင်ကြားကအခြေခံအပေးယူကိုရှင်းရှင်းလင်းလင်းမြင်လာရပါပြီဂျမီနီကတိကျမှုတဲ့အားကိုးရမှုကိုအရန်အဓိကထားတယ်ဆိုလိုတာကလူချင်းတဲ့နေရာကိုရောက်ဖို့အချိန်နဲ့ပိုကြွားချင်းကြောင်းပဲဒါပေမဲ့မှန်ကန်တဲ့ပန်းတိုင်ကိုတီးချဖို့ရောက်မယ်ဆိုတာတော့စိတ်ချလို့ရတယ် Grok ကတော့အမြန်နှုံးပြီးရင်ပဲလူရခေးကိုစမ်းချင်းတဲ့အညံနှုံးနဲ့ပိုးပေးနိုင်တယ်ဒါပေမဲ့လမ်းမှာတော့အနှဲငယ်ကျန်းတန်းတာလေးတော့ရှိနိုင်တာကိုဗျအထူးသဖြင့်ဒီနေရာမှာ Grok ကတကယ်ကိုထွန်းလင်းတောက်လာပြောရမှာပါမြမဲဆန်ဆန်လုပ်ပြီးအသက်အသစ်တွေဖန်တီးခြင်းတဲ့ developer တွေအတွက်တော့ Grok ကအကောင်းဆုံးလက်တွဲပေါ်လို့ပြောရမှာပဲကဲနောက်တစ်ဖိုင်ကိုဆက်ကြည့်ရအောင်ဒီအချက်ဒီကသူတို့ရဲ့လက်တွေ့ကျွမ်းကျင်မှုတွေနဲ့ကိုရီကိုသွေးကိုဘယ်လိုများပုံဖော်သွားလဲဆိုတာကြည့်လိုက်ကြရအောင်ဒီမှာတော့ဗျာသွေးဖက်လီရင်မှုနှုတ်ရောက်ရဲ့စရိုက်လက္ခဏာတွေကတကယ်ကိုအသက်ဝင်လာပါပြီ Gemini ကတော့တရက်ကျွမ်းကျင်တဲ့ professional တွေရောက်လို့ပဲပုံနေစာတွေဗီဒီယိုတွေအစုံအလင်ကိုနားလည်ပြီးဖန်တီးနိုင်တဲ့ multimedia powerhouse တစ်ခုပေါ့ corporate လောကနဲ့ဆိုတသားတွေပဲ Grok ကကြတော့ထမ်းမြက်တဲ့ပုံကန်လူတွေရောက်လို့ပဲ S ကနေအချိန်နဲ့တပြည့်ညီတရေချက်လက်တွေကိုဆွဲယူပြီးစိတ်ထဲရှိတဲ့အတိုင်းပုံဝင်လင်းလင်းပြောတတ်တဲ့စကားပြောဖို့တယောက်လိုမျိုးပေါ့တခါလီတို့နမနောက်ဖြုံတတာလေးတွေရှိတာပေါ့ဆိုတော့အထက်ကမေကုန်းကတာပါပဲဘယ်အတွက်ဖက်လီရင်မှုကကိုယ့်အတွက်အသင့်တော်ဆုံးထင်မလဲအထေကတော့လေကိုလုံးဆောင်ရမယ်မရှင်ပေါ်မှာပဲအထက်ကမူတည်နေပါပဲကဲကဆိုတစ်ခုချင်းစီခွဲကြည့်လိုက်ရအောင်ဘာကိုပြီးမြောက်အောင်မြင်ချင်တာလဲဆိုတာပေါ်မူတည်ပြီးရွေးရမှာပေါ့ဥပမာတိကျမှုလုံခြုံရေးနဲ့ကိုယ့်ရဲ့ professional လုပ်ငန်းဆောင်တာတွေနဲ့အဝင်ခွင့်ကြချိတ်ဆက်မှုကိုအဓိကထားရဆိုပါစို့အဲ့ဒီအခါမှာ Gemini ကရွေးချယ်ရမယ့်တွဲဖက်ပါပဲသူကသူတည်တနာလုပ်ဖို့ပညာရေးအတွက်ပြီးတော့အရေးသွင်းမြင်ခန့်ထန့်ထိဖန်တီးဖို့အတွက်ဆိုအကောင်းဆုံးမိဖတ်တယောက်လိုပါပဲဒါပေမဲ့အမြန်နှုံးအချိန်နဲ့တပြေးညီသလင်ချက်လက်တွေနဲ့တီထွန်ဖန်တီးမှုမှာနည်းနည်းပရံပတာနိုင်တာလေးဒီကိုလိုချင်နေဆိုရင်တော့ Grok ကအကောင်းဆုံးလက်တွဲဖို့ဖြစ်လာမှာပါသူကအတွေးခေါ်တတူဖာလဲဖို့ prototype တွေကိုအမြင့်ဆုံးတည်ဆောက်ဖို့နဲ့ social media လောကရဲ့သွေးခွန်နှုံကိုစမ်းသပ်သိရှိဖို့အတွက်ဆိုရင်တော့အသင့်တော်ဆုံးပဲပေါ့ဒါဆိုရင်ဒီ AI ပြိုင်ပွဲမှာနောက်ဆုံးဘယ်သူအနိုင်ရသွားလဲအဖြေကတော့အတုံးဖြူသူပဲပါပဲဘယ် AI ကပူကောင်းတယ်ဆိုတာအဓိကမဟုတ်တော့ဘူးအဓိကကဘယ် AI ကကိုယ့်အလုပ်အတွက်မှန်ကန်တဲ့ကိရိယာဖြစ်မလဲဆိုတာပါပဲဒါရဲ့အလုံးကနောင်ဖြစ်လာမယ့်အရာတွေရဲ့အရေးအယောင်လေးတစ်ခုပဲရှိပါသေးတယ် AI လောကဆိုတာကအမြဲတမ်း brown လေးတိုးတက်နေလာလေနောက်ထပ်ကြီးကျယ်တဲ့အရာတစ်ခုကလည်းတိတ်မဝေးတော့တဲ့အနာဂတ်မှာအမြဲရှိနေမှာပါတကယ်မေခွန်းကတော့အဲ့ဒီတော့အလုံးပဲအစင်းဖြစ်ပြီလားဆိုတာပါပဲ